sinရတာစိတ်နဲ့ရောနှုတ်နဲ့ရောကိုယ်နဲ့ရောဒါကြောင့်အရာရာမှာစိတ်ကရှည်သွားရှိနေတာအရာရာမှာဘယ်သူကရှည်သွားရှိမနောသစ္စာစိတ်သားလည်းအကြီးဆုံးအသာဆုံးအမြတ်ဆုံးဖြစ်ပေဘဝခန္ဓာ၅ပါးထဲမှာဘဝရဲ့အခြေအနေတွေမှာပေါ့ဘဝရဲ့အရှိတရားထဲမှာအမြတ်ဆုံးအသာဆုံးအကြီးဆုံးကစိတ်ပဲစိတ်လောက်ကြီးမြတ်တာဘာမှမရှိဘူးဒီနေ့သင်နေတာဆရာကြီးဆရာလေးတွေချနေတာအရေးကြီးတော့ဘာမှကိုမသိဘူးသူတို့ရဲ့စိတ်ကအရေးကြီးတယ်ဘဝမှာစိတ်ကအကြီးဆုံးပဲစိတ်လောက်ကြီးတာစိတ်လောက်မြင့်တာစိတ်လောက်မြတ်တာဘာမှမရှိဘူးမနောသစ္စာပြောကြည့်တယ်သစ္စာဘာပါလဲနော်မနောသစ္စာမနောမယတဲ့အရာအလုံးကစိတ်ကြောင့်ပြီးနေတာပါတဲ့အရာအလုံးကဘယ်သူကြောင့်ပြီးနေတာမှန်ရလားဆရာကြီးတွေစိတ်ကြောင့်ပြီးနေတာပါနော်ဆရာတော်ရဲ့ဓမ္မပူဇာအများကြီးရှိတယ် limit လုပ်လိုက်တယ်များလူရင်ကောင်းမလားနည်းနည်းလူရင်ကောင်းမလားနည်းနည်းပဲလူမယ်စိတ်ကြောင့်ပြီးတော့ဘလောက်ထွက်လာ